ဆိုင်ထဲမှာလည်းမရှိနေဘူးဒုက္ခပါပဲဆိုင်များမလားမသိဘူးဟာလာဟဲ့ပေါက်ပြောက်သွားပြီငါဖုန်းလည်းကွဲသွားပြီဒုက္ခပါပဲဘယ်လိုလုပ်ကြမလဲငါဂျပန်မှာလို့လမ်းနေလည်းသိတာမဟုတ်ဘူးဒုက္ခပါပဲဦးနေဆောင်ဖုန်းဆက်မှရတော့မယ်အာစေကလိုက်ဖို့ခိုင်းမှရတော့မှာဟိုအန်ဒီရသဘောကောင်းမဲ့ပုံပဲသူစီကဖုန်းလေးငါဆက်လိုက်ရုံနဲ့နော်ဂျပန်လိုပြောလို့တော့မဖြစ်ဘူးမြန်မာလေးဆိုမြန်မာလိုပြောမှရမယ်ဆမ်မီမဆဲအန်ဒီသမီးကိုလေဖုန်းလေးတစ်ခေါက်လောက်ပေးဆက်ပါလိုက်ကိုဂျီကီဟောကိုဂျီကီဟောဘယ်လိုခေါ်လိုက်တာလဲဒါစမ်းမအောင်ဂျပန်ပွဲစိတ်မှာဟိုလေဟိုစတုံးလေးနဲ့ဆိုတော့လေအရန်ချောတဲ့အန်တီချောလေးနဲ့တူတယ်ဆိုပြီးတော့အန်တီလို့ခေါ်လိုက်တာဘာဟုတ်အန်တီချောလေးဒီမှာနှက်ခမ်းမွေးမုံးစင်မွေးဘယ်လက်ပြင်းနေဘာဟုတ်အန်တီတော့ဟမ်နေငါ့ကိုပိုင်းတဲ့ကိစ္စဘယ်လိုရှင်းမှာလုပ်ပါဦးအဲ့ကိစ္စပေါ့အကြီးကျယ်ပြဿနာတက်တာအဲ့ဒီအဆောင်ရှောင်စာမှုတိုင်းကိုလည်းပြောလိုက်တယ်နေအဲ့လိုလုပ်လိုက်တာလေလို့အဲ့တက်စီမောင်းနဲ့ကိုကြီးကဘလောက်တနာဖို့ကောင်းလဲလို့နောက်ကိုနေအဲ့လိုမလုံနဲ့မဝင်နဲ့ဆိုပြီးပြန်လွတ်လိုက်ပြီဝင်သွားပြီဘာဝင်သွားရလဲနှစ်ထိုးကြီးကနဲ့ဝင်တာမငားတော့ဟိုကျတော့နေလဲကောင်းသွားဟဲ့သွားလာအောင်မယ်ငယ်ရွယ်နဲ့လူလိမ်မဲဖြစ်ရမယ်ရုပ်ကပွဲစိတ်ရုပ်နေ